စပကြီးမွေတွေဟာအစိတ်မရှိတဲ့မွေမျိုးစားဖြစ်ပြီးသူတို့ရဲ့တားကောင်ကိုရစ်ပတ်ညှစ်သက်တဲ့နည်းနဲ့အမဲလိုက်ကြပါတယ်။သူတို့ရဲ့မေယုတွေဟာတစ်ခုနဲ့တစ်ခုအယူချင်းတိုက်ရိုက်ဆက်မနေပဲကြွက်သားတွေအရွတ်တွေနဲ့ပဲဆက်ထားတာကြောင့်မိမိကိုယ်ထက်ပိုကြီးရဲ့တားကောင်တွေကိုမျိုးချနိုင်ပါတယ်။တားကောင်ကြီးကြီးမမမျိုးချပြီးသွားတဲ့အခါသူတို့ရဲ့နှလုံးနဲ့တခြားအင်ကအစိတ်ပိုင်းတွေဟာအစာချေဖို့အတွက်ပိုမိုကြီးထွားလာတတ်ပါတယ်။အစာကြီးတစ်ခုကိုချီဖြစ်ဖို့ရက်တပတ်ပေါင်းများစွာအချိန်ယူရပြီးတစ်ခါစားပြီးရင်လာပေါင်းများစွာအစာမစားပဲနေနိုင်ကြပါတယ်။စပကြီးမွေတွေရဲ့နှခမ်းနားမှာ pit organs လို့ခေါ်တဲ့အပူချိန်အာယုံခံနိုင်တဲ့အပေါက်လေးတွေပါရှိပါတယ်။ဒါဟာသူတို့အတွက်ညကြည့်နှံဘလူးလိုပါပဲ။ပတ်ဝန်းကျင်ကသွေးနွေးကြွားတွေရဲ့အပူချိန်ကိုအာယုံခံပြီးမောင်မဲနေတဲ့ညဘက်တွေမှာတောင်တိကျစွာအမဲလိုက်နိုင်တာဖြစ်ပါတယ်။မွေအများစုကဥဥပြီးရင်ပြစ်ထားခဲ့လေရှိပေမဲ့စပကြီးမွေမကြီးတွေကတော့ထူးခြားပါတယ်။ဥတွေအပူချိန်မှန်ကန်ဖို့အတွက်ဥတွေပေါ်မှာခွေပြီးဝက်ပြီးတတ်ကြပါတယ်။ပတ်ဝန်းကျင်ကအရန်အေးနေရင်စပကြီးမွေမကြီးဟာသူ့ရဲ့ခန္ဓာကိုယ်ကြွက်သားတွေကိုတုံခါစေပြီးအပူချိန်ထုတ်ပေးပါတယ်။ဒါဟာသွေးအေးတရဝတကောင်အတွက်အလွန်ထူးခြားတဲ့လူဆောင်ချက်ပါ။စပကြီးမွေတွေဟာဂုံးပေါ်မှာလည်းမကပဲရေထဲမှာလည်းအလွန်ကျင်လဲပါတယ်။သူတို့ဟာရေကူးကောင်းလို့ရေအောက်မှာလည်းအသက်အောက်ပြီးမိနစ်30ခန့်ထိနေနိုင်ကြပါတယ်။ဒါကြောင့်တစ်ခါတရံရေထဲမှာပါအမဲလိုက်တတ်ကြပါတယ်။စပကြီးမွေတွေကကြောက်ဖို့ကောင်းတယ်လို့ထင်ရပေမဲ့သူတို့ဟာဂေးဟာစနစ်ထဲမှာကျွတ်တဲ့တခြားတရဝါတွေကိုအလွန်မင်းများပြမလာအောင်ထိန်းညှိပေးတဲ့အရေးပါတဲ့အခမ်းကဏ္ဍမှာတည်ရှိနေပါတယ်။ဒီကြောင်းရာတွေကဘုသူရာတကူရစီမယ်လို့ပြောနေပါတယ်ရှင်။